များပါကြသူများပါကြလမ်းမဆုံးပါစေနဲ့ကိုယ်ကဝမှာလမ်းဆုံးလို့ရှိရင်ဖြင့်ရေတို့ဥပအောင်တို့သူများလိန်လို့ကောက်လို့သူများပြောတာကြားတဲ့ဖြစ်တော့အယုံကြည်ရှိဖို့လိုသေးလားမလိုတော့ပါဘူးအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေကရှင်းတော့ကတမ္ပရာကျမ်းမှာဥပိ္ပနာဝေသေဝေတွေနဲ့အဖော်လုပ်ခဲ့ရတယ်။ဘာကြောင့်ပါလိမ့်မလဲလို့လက်တွေရှားလို့ရှိရင်ဖြင့်ခန္ဓာဉာဏ်ဝမှာလမ်းမဆုံးပဲနဲ့သူများပြောတာကြပါးစပ်မှာလမ်းဆုံးပြီးဒီကလာနေတာနဲ့ဥပိ္ပနာဝေတွေသေဝေတွေနဲ့အဖော်လုပ်ပြီးဒီကလာနေခဲ့ရတယ်ဆိုတဲ့ဥစ္စာသစ္စာတန်ရုပ်သိသိချာချာဟောတော်မူသောကြောင့်ဒီကဒီခါဒီချိန်ဒီခွင့်လေးမှာဖြင့်ခန္ဓာဉာဏ်ဝလမ်းဆုံးတဲ့အလုပ်ကိုဖြင့်တကယ်ကျွယ်တို့ဥလာဘူးတို့လှုပ်ဖြစ်အောင်လုပ်ပါသူများလိန်လို့ကောက်လို့ကြစ်လို့သူများပြောကံကြားနဲ့မဟုတ်တော့ပါဘူးကိုယ်တွေ့ဖြစ်ပါပြီဆိုတဲ့စကားနဲ့သုံးပြချက်ချပြီးမယောင်မမားရအောင်စကားအောင်တို့လိုက်ဖို့ရည်ကြည်တယ်မကြည့်ဘူးလားဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအားတဲ့လက်တွေ့ဥပဒနာဆိုပြီးဒီကလာဉာဏ်တို့ဥပဒနာဆိုပြီးဒီကလာဓမ္မတွေကပြပြီးဒီကလာနေခြင်းဒီဘဝမှာပြန်ဥပိ္ပနာဝိသေဘေတွေဇတ်သိပြီးဒီကလာချမ်းသာတဲ့အရေးနဲ့သာရင်ချိန်ကုန်ပြီးဒီကလာနေဖို့ရာကိုမျှော်လင့်၍ဆရာဘုန်းကြီးတွေတကယ်ကျွယ်တော်ကောင်တို့ဥလာဘူးတို့လူစုတွေဟာအမှန်တရားကိုအမှန်ပြောကြပြီးသုံးမနေတယ်ဆိုတာမှတ်ရတယ်နော်အမှန်တရားမှန်ပြောကြပြီးသုံးမနေတော့သူများကလမ်းမဆုံးမဲနဲ့ခန္ဓာကိုဘုန်းကြီးကပြတရားဓမ္မတွေကခန္ဓာစိုက်ကြည့်ခန္ဓာပြလို့ရှိရင်ဘယ်စိုက်ကြည့်ရခန္ဓာပဲစိုက်ကြည့်မှာဘုန်းကြီးတရားဓမ္မတွေခန္ဓာပြောတဲ့တော့သူများဘယ်ရောယုံစရာလိုသေးလားအဲ့ဒါကြောင့်ဒီရေးကိုဒီနေ့ပြောလိုက်မယ်ဆိုတာမှတ်ပါနော်ဘုဒ္ဓဇင်ထုံးစံကတကယ်ကျော်ဘုအောင်တို့ကုလဘုတို့ဘယ်လိုဖြစ်တတ်ကြုံလို့မေးလို့ရှိရင်ဖြင့်တဲ့သူများပြမှာလမ်းဆုံးတော့ဘယ်သူကလူကြီးလူကောင်းကဘယ်လိုပြောတာပဲဗျရှင်းကြတဲ့လူတွေကဘယ်လိုပြောတာပဲဒါတော့ဘယ်သူမှန်ရရှိသေးကြုံဆိုတော့ဒါတော်တော်ခဲနေတဲ့စကားပဲလို့ဆိုလိုက်မဆိုလိုက်သူတို့ပြောကြကြတယ်ရှင်းကပြောဆိုပြီးကြလာတာတွေအဲ့ဒီလာတာတွေကိုတည်ပြုပြီးနေကြမယ်ဆိုလို့ရှိရင်ပြန်မှန်တယ်လည်းရှိတယ်မှားတယ်လည်းရှိတယ်ခန္ဓာကပြောတာကတော့မှန်တယ်မှားတယ်လို့လာကြလို့သေးဒါပြန်တကယ်ပြောပါအောင်လို့လာဘူးတို့ဘုရားပြောတာမှန်ယူကြခန္ဓာပြောတာမှန်ယူရလိမ့်မယ်ဆိုတဲ့အိဗေရှင်းလင်းပြီးဒီကလာနေတော့တယ်နော်ဒါကြောင့်ဘုန်းကြီးဓမ္မတွေကတသံဃာလုံးဥပိ္ပနာဝိသေဘေတွေနဲ့မခွဲရဘဲနဲ့တွဲပြီးဒီကလာဖန်မှန်နေကြရတယ်ဖြစ်ဟာသူများပါးစပ်လမ်းဆုံးခဲ့တဲ့ရှင်တွေပဲဒါကြောင့်သစ္စာတန်ယုတ်ကသူများပါးစပ်လမ်းဆုံးလို့ရှိရင်ဘာနဲ့တူကြုံဆိုလို့ရှိရင်ဖြင့်မင်းတို့ခန္ဓာကိုယ်လေးကဝါကောနဲ့တူတယ်ကွာမဟုတ်ဘူးလားဝါကောဆိုတာတောင်းလေလာမြောက်လေလာတောင်းရှိလေလာလို့ရှိရင်နောက်လေလာလို့ရှိရင်အရှိအောက်လေလာအထက်လေလာအောက်ဆိုတော့ဥလာဘူးရေသူ့မှာကနာငိမ့်တဲ့သဘောပါပါရဲ့ဟောဘာကြောင့်မပါပါလိမ့်မလို့အမေးထုတ်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့သူများဥစ္စာမှုတ်ရသူများဥစ္စာရေမှုတ်ရကိုသွားနေရတယ်ဆိုလိုက်ကြအဲ့ဒီတော့ဆိုတော့ကိုဌာနရဲ့လို့ရှိသေးတယ်သူများဥစ္စာလေမလန်းဆုံးပြီးဒီကလာနေတော့တယ်ဆိုတာကကျွေးရှင်းတယ်အဲ့ဒီလိုရှင်းတော့မဟာဥပအောင်လို့လူစုကတော်ပြီကြံပြီသူများဥစ္စာလမ်းဆုံးခဲ့ရတာကြာတော့ကွာကိုယ်ခန္ဓာကပြောတာကိုကိုယ်ညာနဲ့ပဲဆုံးဖြတ်ချက်ချပါတော့မယ်ဆိုတော့ယနေ့တရားပွဲမှာဖြင့်ဤဆုံးဖြတ်ချက်ကိုအဓိကထားကြပါကိုယ်ခန္ဓာကပြောတာကိုကိုယ်ညာနဲ့ဆုံးဖြတ်ချက်ချပါတော့ကိုယ်ခန္ဓာကပြောတာကိုအဲ့ဒါကြတော့ဖြင့်မမှားတော့ပါဘူးဘုရားပြောဘုရားကလည်းဒီခန္ဓာကပြောတာယုံကြလို့ပြောနေတာဒ
နာနာသတ္တရာအုံလောကနာဘေးဆိုတာကသူများဘက်ကလမ်းဆုံးတဲ့ဘေးဟာပဲမဲ့တကယ်ကျေလာဥပအောင်လို့ကြောက်เสียနော်ခရစ်ယာန်ဖြစ်သွားတယ်မမေရင်ဖြစ်သွားတယ်ဟာဘယ်နဲ့ကြောင့်ဖြစ်သွားပါလိမ့်မလို့မေးတဲ့အခါကျသူပြောတဲ့စကားယုံသွားဒါရင်သူများဘက်ကလမ်းဆုံးတဲ့အဓိပ္ပာယ်ရောက်မရောက်စဉ်းစားလိုက်သူများဘက်ကလမ်းဆုံးတဲ့အဓိပ္ပာယ်ရောက်လို့ရှိရင်ဖြင့်မိစ္ဆာဒိဋ္ဌိပဲမပြေးဝင်သွားတယ်အဲဒီမိစ္ဆာဒိဋ္ဌိပဲပြေးဝင်သွားလို့ရှိရင်ဖြင့်မိစ္ဆာဒိဋ္ဌိတော့ပြည့်ကြည့်တာငါဘုရားရှာကြည့်တာမရှိပါဘူးကွာနာဘိက္ခွေလောကနာဘိက္ခွေတဲ့ဘိက္ခွေရနောအာငါပြသည်နောက်ပတ်တာမိမိစ္ဆာဒိဋ္ဌိတဲ့ကြည့်တာငါမမြင်ဘူးကွာမိစ္ဆာဒိဋ္ဌိဘိက္ခွေပရမဏိဝိဇ္ဇာနိသူပြည့်ကြည်ဆုံးပဲကွာအဲဒီလိုဟောတာပြန်တော့သူများဘက်ကလမ်းဆုံးရင်မိစ္ဆာဒိဋ္ဌိပဲလို့သိတယ်သဘောကျသူများဘက်ကလမ်းဆုံးရင်မိစ္ဆာဒိဋ္ဌိပဲသိသွားတော့ဘုန်းကြီးဓမ္မတွေစဉ်းစားတာပေါ့ဟောသူများဘက်ကဘေးဟာလေတဲကြောက်เสียကောင်းပါသူများဘက်ကလမ်းဆုံးရတဲ့ဘေးဟာအဲ့ဒါကြောင့်ယနေ့ရှင်းရှင်းလင်းလင်းပဲဘုံဘုံပြောနေပါတယ်ဆိုတာဓမ္မတွေဖတ်ဖို့ရတယ်ခန္ဓာကပြောတာကိုဉာဏ်ကဆုံးဖြတ်ချက်ချပါခန္ဓာကပြောတာကိုဉာဏ်ကဆုံးဖြတ်ချက်ချပါလို့အတိအကျမှန်နေတယ်ဒါဖြင့်စကားနှလုံးထဲနဲ့ပဲအပြီးကဖတ်လိုက်တာပေါ့နော်ခန္ဓာကတော့ဖြင့်တဲ့ဓမ္မတွေပြောကျုပ်လက်မောင်းကရားနေတယ်ပြောကြောကရားနေတယ်ဘယ်ဘက်လက်မောင်းကနားနေတယ်ဩဒါတွေကခန္ဓာကပြောနေခန္ဓာကပြောပြီးကြရင်ခန္ဓာကကျုပ်ကဝေဒနာခန္ဓာပါလို့ပြောခန္ဓာကဘယ်လိုပြောပါလဲဝေဒနာခန္ဓာလို့ပြောနေတယ်ဓမ္မတို့ဩဒါဖြင့်ကျွတ်ဉာဏ်ကယောက်ျားမဟုတ်မိန်းမမဟုတ်ဝေဒနာခန္ဓာသာဟုတ်ဤဆိုပြီးဒီကလာဉာဏ်ကဆုံးဖြတ်ချက်ချလိုက်ပါလားဘာခန္ဓာဖြစ်သွားဝေဒနာခန္ဓာဖြစ်သွားတာတကယ်ကျွဲတို့ဥပအောင်တို့ဥလဘူးတို့ဘယ်သူကပြောတာပါလဲခန္ဓာကပြောပါလေခန္ဓာကယောက်ျားလို့လည်းဘယ်တော့မှမပြောဘူးမိန်းမလို့လည်းမပြောပါဘူးတရားဓမ္မတွေရဲ့ဝေဒနာလို့ပဲပြောပါတယ်ဘယ်လိုများပြောပါလဲဝေဒနာလို့ပြောတော့ကျွတ်ဉာဏ်ကခန္ဓာကပြောတာဉာဏ်ဝလမ်းဆုံးအောင်ပဲလို့ဆိုထားပြန်ဩဝေဒနာခန္ဓာရှိယောက်ျားမိန်းမမဟုတ်ဘူးကွာယောက်ျားမိန်းမဆိုတာသမုဒိသစ္စာသူများသမုဒ္ဒရာအဲ့ဒါအတိမဖြစ်နိုင်ဘူးကွာမှုသားမဖြစ်ရုံနဲ့မှန်တာကွာခန္ဓာကပြောတာကဖြင့်သစ္စာဆိုင်တယ်ကွာဝေဒနာခန္ဓာဒုက္ခသစ္စာဝေဒနာခန္ဓာကဘာပါလဲဒုက္ခသစ္စာပဲဆိုတာရိပ်မိကြအဲ့ဒီခန္ဓာကပြောတာကိုအတည်ပြုလိုက်တော့ယောက်ျားပြောက်မိန်းမပြောက်ငါပြောက်သူပြောက်အကုန်မပြောက်ဘူးဘယ်သူကပြောတာညာနဲ့အတည်ပြုလိုက်ပါလဲခန္ဓာကပြောတာကိုညာနဲ့အတည်ပြုလိုက်တဲ့တွေ့ယောက်ျားပြောက်မိန်းမပြောက်သူပြောက်ငါပြောက်ဝေဒနာတွေကပေါ်ပေါက်ဒီလိုပဲမရလားအဲ့ဒါတွေသေချာစဉ်းစားပြီးကြည့်တဲ့အခါကျတော့ခန္ဓာပြောကအမှန်ပါလားသူများရဲ့ယောက်ျားမိန်းမဆိုတာကတကယ်ကြည့်လိုက်ကြကိုယ်ဝေဒနာတွေသာတွေ့နေတယ်လောဘဒေါသမောဟတွေပေါ်ပြန်လို့စိတ်တွေကတွေ့နေတယ်ဒီလိုမလားဒီလိုဆိုတော့မှားနိုင်ရရှိသေးသူတို့ကဒီလိုဝေဒနာတွေကပြောလိုက်စိတ်တွေကပြောလိုက်တဲ့အခါကျတော့ဓမ္မတွေကဘယုမဆိုင်ခဲတော့မနေလိုက်ပါနဲ့လို့သတိပေးလိုက်ဘယုပဲလို့ဆက်ရမှာတော့လို့မဲတဲ့အခါကျတော့မှဓမ္မတို့သူကအေးလာခဲ့ပတ္တငါကိုရှုပါအေးလာခဲ့ပတ္တငါကိုရှုပါသူကခေါ်များနေလိုက်သေးအေးပတိကောလာရှုစမ်းပါအေးပတိကောဆိုတာပေါ့အဲ့တော့ဓမ္မရဉာဏ်ကအဲ့ဒီပဲတက်လိုက်တာပေါ့တက်လိုက်တဲ့အခါကျတော့သူကလာရှုပါဆိုတော့ကိုယ်ကသွားရှုလိုက်တဲ့အခါတော့ပထမဆုံးကဝေဒနာလိုလိုနဲ့နောက်ကြတယ်ရှုလိုက်လဲရှုလိုက်ပါရောရှားလည်းမတွေ့တော့
ဝေဒနာဆိုတဲ့စာအနိစ္စပါလားလို့သွားတွေ့ဝေဒနာဆိုတာဒါနဲ့အဲ့ဒီလာခဲ့ပတ္တကျုပ်ကိုရှုပါလို့ဘယ်သူကခေါ်ပါလဲဝေဒနာခေါ်တော့သူကခေါ်တဲ့ဒီကိုကျွတ်တို့ကညာလေးကလိုက်ပြလိုက်တာပေါ့ဥပအောင်ရတကယ်ကြမလိုက်ပြန်ဘူးသို့ကဲ့လိုက်တဲ့ခါကျတော့ဒါရတာလားဒုက္ခဝေဒနာလားစဉ်းစားလိုက်ပါလားသူခေါ်တဲ့တိုင်းကျွတ်တို့ကလာခဲ့ပါပတ္တရှုပါဆိုပြီးသူခေါ်တဲ့တိုင်းလိုက်တော့လိုက်တဲ့ညာလာရင်ပဲဟိုကရှိသေးရဲ့ဒါဖြင့်ခေါ်တာကဝေဒနာဟုတ်လားပြတာကအနိစ္စဒါဖြင့်ကိုယ်ညာမှာခေါ်တာကဝေဒနာပြတာကအနိစ္စဝေဒနာအနိစ္စဆိုတာပေါ်သွားမပေါ်ဘူးလားကြက်ကြက်စဉ်းစားပါလားလူစကားစဟောနေတယ်ဆိုတဲ့ကတော်တော်ရေးကြီးလို့ဆရာဘုန်းကြီးချင်းမြောက်နေတယ်ဆိုတာပေါ်လာတယ်လာခဲ့ပါပတ္တရှိပါဘယ်လိုခေါ်ကဲခေါ်တော့ဓမ္မတွေကသွားလိုက်တာပေါ့ညာနဲ့သွားလိုက်ညာနဲ့သွားလိုက်တဲ့အခါကျတော့ခုခေါ်တော့လာခဲ့ပါလို့ခေါ်လိုက်တာပဲပတ္တရှိပါဆိုပြီးဒီကရာရှုလိုက်တဲ့အခါကျတော့ကျတော့ညာနဲ့ရှုလိုက်တဲ့အခါကျတော့ဝေဒနာလေးတွေမရှိတာပဲသွားတွေ့အဲ့ဒါဝေဒနာမရှိတာသွားတွေ့ဘာသွားတွေ့ဝေဒနာမရှိတာသွားသေးတော့ဝေဒနာအိဋ္ဌာဆိုတာသွားပြီဒါသူများပြောတဲ့ကြတာခန္ဓာခေါ်ရလိုက်လို့ညာဝထင်လာတာလားလို့မေးရင်မနဲ့ပြောကြခန္ဓာခေါ်ရမှလိုက်တဲ့အတွက်ညာဝထင်လာတဲ့ဝေဒနာအိဋ္ဌာသွားပြီစိတ်အိဋ္ဌာသွားပြီခေါ်ရကလိုက်ပြီပါဆိုတော့ဓမ္မတွေမားเสียမှောက်เสียလွဲเสียချော်เสียရဲ့လို့ရှိသေးရဲ့အဲ့ဒါကဥပဒနာရှင်ကြီးနေပြီးမှစပြီးသူများပြလမ်းဆုံးမှဆိုလို့ပါတိကောင်းနဲ့လိုက်စမ်းပါလို့ပြောလိုက်ပါတယ်လိုက်တဲ့အခါကျပြန်တော့လေတကယ်ကျေတို့ဥလာဘူးလို့ဆုံးမကျင်တာကရိုးရိုးမလိုက်ပါနဲ့လို့ထပ်ပြန်ပြီးသတိပေးလိုက်ပြန်ဒကာဓမ္မတွေဘယ်လိုလဲရိုးရိုးမလိုက်ပါနဲ့မှန်သားလိုက်စမ်းပါသူများပြောမယုံရအောင်တန်ဋိဋ္ဌိကောနဲ့လိုက်ပါဘာနဲ့လိုက်ရသိသိချာချာမှတ်ပါပါတိကောကခေါ်ညာတော့လေဒီတိုင်းရံပန်းပြီးကြလားမလိုက်ပါနဲ့တန်ဋိဋ္ဌိကောတမ္မံပတိတဘောကိုယ်ရင်မြင်အောင်လိုက်ချတာရှင်းမလားဘယ်လိုလိုက်ကြကဲတော့ကိုယ်တိုင်မြင်အောင်လိုက်တဲ့အခါကျတော့ဓမ္မတွေစဉ်းစားမိရပေါ့ပါတိကောခေါ်လို့တန်ဋိဋ္ဌိကောဆိုတဲ့ကိုယ်တိုင်တမ္မံပတိတဘောဆိုတဲ့အတိုင်းကိုယ်ပိုင်ဉာဏ်နဲ့လိုက်တဲ့အခါကျတော့ဝေဒနာအိဋ္ဌာကိုကိုယ်တိုင်တွေ့သွားဖြစ်သူများပြောတာကြားပြီးဟုတ်သေးရဲ့ပါလေကိုယ်တိုင်တွေ့ဖြစ်သွားတဲ့အခါကျတော့ကကျော်တော်ဘောင်တို့ဥလာဘုရားဆုံးရချတာပေါ့တော်ဟေးသူများပြလာမဆုံးတော့ဘူးဘုရားပြောတယ်အိဋ္ဌာရောက်တယ်လို့သူများပြောတယ်မိမတွေကအိဋ္ဌာရောက်လို့တော့မသာဖို့သွားရအောင်မယ်လို့ပြောတဲ့ဥစ္စာမဟုတ်သေးဘူးဒီဥစ္စာဒါသမှုရိမရဏတွေဖြစ်တယ်အဲ့ဒါသမထရဲသွားနေတယ်ဝိပဿနာမရဏကိုဒုဉာဏ်ကြည့်မယ်ဆိုပြီးကြည့်လိုက်တဲ့အခါကျတော့ဘုရားဝေဒနာခန္ဓာလေးကရတဲ့နေရာလေးကကျုပ်စီလာခဲ့ပါလို့မခေါ်ဘူးအဲ့ဒါလက်နဲ့မသွားဘဲနဲ့လက်ကလေးနဲ့သွားအယမ်းလျှောက်ခင်းနဲ့ညံလေးနဲ့သွားပြီလက်နဲ့မသွားဘဲနဲ့ဘာနဲ့သွားမလဲညံနဲ့သွားတဲ့အခါကျတော့တန်ဋိဋ္ဌိကောကိုယ်တိုင်မြန်သွားမယ်ဆိုပြီးသွားလိုက်တာကိုယ်တိုင်မြန်သွားလိုက်တဲ့အခါကျတော့ခေါ်တဲ့စီကိုယ်တိုင်မြန်ညာနဲ့တက်လိုက်တဲ့အခါကျတော့ဝေဒနာကခေါ်တယ်သဘောကျသွားချတော့အနိစ္စတွေ့တယ်ကိုယ်တိုင်ကြည့်လိုက်တော့ဘာတွေ့ပါဝေဒနာခေါ်တယ်ကိုယ်တိုင်ကြည့်လိုက်တော့ဘာလာတွေ့ဒါကြောင့်ဝေဒနာအနိစ္စသွားတွေ့ဘာများသွားတွေ့ပါလဲတရားဓမ္မတို့ဝေဒနာအနိစ္စသွားတွေ့ပါတယ်ဆိုတဲ့ကိုကဥပဝံသူများဥစ္စာလမ်းဆုံးတာလားကိုယ်တိုင်တွေ့ဘူးလားဒါကြောင့်သံဃိတိကောကမ္မံပတ္တိတဘောသံဃိတိကောကမ္မံပတ္တိတဘောကိုယ်တိုင်တွေ့အောင်ရှားပါရှင်းကြဘာလဲရှားတော့ဘာတွေ့ကြပါလဲဘာပရိယအိဋ္ဌသွားတွေ့ဝေဒနာရဲ့အိဋ္ဌသွားတွေ့ဒါဖြင့်
တသံတရားလုံးကတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဝေဒနာအိဋ္ဌာအပြင်ဆက်ခန္ဓာအိဋ္ဌာအိဋ္ဌာလို့ဟောပါရဲ့တဲ့တို့ဒီအိပတိကောကိုလေတို့ကသတိမထားသံဃိတိကောနဲ့လိုက်ရမယ်ဆိုတာကိုလေမတင်ဘူးမကြဘူးသေးတော့အိပတိကောခေါ်냐တော့လေဒကာဓမ္မတို့သံဃိတိကောဆိုတဲ့ဉာဏ်နဲ့မလိုက်တော့ဥပအောင်အနိစ္စကိုမတူပဲဖြစ်ကဲလို့ကြောက်เสียကောင်းမှာပေါ်ကြခေါ်သမားကအိပတိကောလိုက်သမားကသံဃိတိကောခေါ်သမားကလိုက်သမားကဩဒီနှလုံးနဲ့ခင်ဗျားတို့သိပြောပြီးဒီနေ့တရားမှာဒီနှလုံးနဲ့ဥအောင်သိပြောခန္ဓာကိုယ်တစ်ခုလုံးခေါ်ရကိုသာလိုက်ပါဆိုတော့အိပတိကောကအေးလာခဲ့ပါပတ္တရှိပါလို့မခေါ်လားဒီလိုခေါ်လိုက်တဲ့အခါကျတော့ဓမ္မတွေကဘာနဲ့လိုက်မလဲသံဃိတိကောသမ္မံပတ္တိတဘောကိုယ်တိုင်မြင်အောင်လိုက်မဟာဆိုပြီးလိုက်လိုက်ပါကိုယ်တိုင်မြင်လိုက်ကြတာဥပဒနာသံဃိတိကောကအနိစ္စဥပဒနာသွားဖြစ်သဘောကျအနိစ္စနဲ့ဥပဒနာသွားဖြစ်တယ်အိပတိကောကအနိစ္စသံဃိတိကောကဥပဒနာသဘောကျအိပတိကောကသံဃိတိကောကဒါတွေတို့ခရရှိခိုးနေတာကြာပါဘောလားဒီဥစ္စာအလုတ်စမ်းနဲ့ဒီလိုမျိုးသွန်းလိုက်ရလို့ရှင်စောစီကနိဗ္ဗာန်ရတာဟာအခုတော့အလုတ်စမ်းနဲ့ကြာကြနေတာမသွန်းပဲနဲ့ဒကာဓမ္မတွေကားလို့ရှင်မယ်တရားပုံတော်ကိုကျင်ညိုပိဋကလာနေတာမြနဲ့ပဲပြီးပိဋကလာနေတော့ကြောင့်အင်္ဂုတ္တပါဠိတော်ကြီးများမှာကွာဥပဝါဏသုတ်တို့မှာသံဃိတိကောတွေအိပတိကောတွေမှာမနေကိုဘုရားဟောထားတာဒကာကျွေးဒါရင်ဓမ္မတို့တရားဟောလာတာကနိုင်ဝဲလောက်ရှိလာပြီနိုင်ဝဲလောက်ရှိလာတဲ့အခါကျတော့တို့ဘာလို့မှာတော့လို့နေတဲ့အခါကျအိပတိကောကခေါ်သမာသံဃိတိကောကလိုက်သမာရှင်းမလားအိပတိကောကသံဃိတိကောကအဲ့ဒါလေးနဲ့ခန္ဓာကိုယ်ဓမ္မအိပတိကောကစိတ်ကခေါ်ရင်စိတ်ရှိလိုက်ဝေဒနာကခေါ်ရင်မဘာလိုက်ကြမယ်ပါညာပါလေသံဃိတိကောသမ္မံပတ္တိတဘောသမ္မံကိုယ်တိုင်ပတ္တိတဘောမြင်အပ်၏ကိုယ်တိုင်မြင်အောင်ကိုလိုက်ရအောင်ကိုယ်တိုင်မြင်အောင်လိုက်တဲ့အခါကျတော့ခေါ်သမားကအိဋ္ဌာလိုက်သမားကဝိပဿနာခေါ်သမားကလိုက်သမားကအနိစ္စဝိပဿနာသွားဖြစ်တယ်ရှင်းဒါဖြင့်ဂျုံတော့ဂျုံကဲဒီလိုလုပ်လိုက်ရင်အစိုးရကပြီးနေပါရဲ့သားလေဒုရှာရှည်မှုတွေကြောင့်ဒုဒုက္ခရောက်နေတာပဲဥပအောင်တဲ့စွဲချက်တင်လိုက်ပြီဒုရှာရှည်မှုကြောင့်ဒုဒုက္ခရောက်နေတာပဲတိုင်းဒါဖြင့်ဓမ္မတို့ဒါသူများတို့ကလမ်းဆုံးတာလားကိုညာဝလမ်းဆုံးတာလားပြီးပြောပါပြီပြီးပြောပြီးဓမ္မသူများတို့ကလမ်းဆုံးတာမဟုတ်တော့ဘူးကိုညာဝလမ်းဆုံးဇာတ်နဲ့စိတ်ကလေးပေါ်လာတယ်စိတ်ဓာတ်နိဗ္ဗာန်ပဲလှည့်လိုက်ပါဦးဇာတ်နဲ့စိတ်ကလေးပေါ်လာတော့ဇာတ်နဲ့စိတ်ကလေးကဇာတ်နဲ့စိတ်ကလေးရှိကိုဒီကနေပြီးဒီကလာဇာတ်နဲ့စိတ်ကတော့ဖြင့်ခေါ်ပြီဒီကဇာတ်နဲ့စိတ်ကလေးဒီခန္ဓာကိုယ်ထဲမှာပေါ်လာတာသူခေါ်သမားလေးတက်တယ်ပဲအဲ့ဒီခေါ်သမားလေးတက်တဲ့ကိုဇာတ်နဲ့စိတ်ကလေးရှိကိုဇာတ်နဲ့စိတ်ဘယ်လိုနေတယ်ဆိုတော့သိအောင်ကိုယ်တိုင်ဉာဏ်နဲ့လိုက်ကြည့်လိုက်စမ်းဇာတ်နဲ့စိတ်ကလေးကပြည့်သွားပြည့်ဘူးလားပြည့်သွားတဲ့ခါကျတော့ဇာယနာစိတ်ကအနိစ္စကိုယ်တိုင်လိုက်ကြည့်တဲ့ဇာယနာစိတ်ကအနိစ္စကိုယ်တိုင်လိုက်ကြည့်တာကမြင်တဲ့ဝိပဿနာသဘောကျဇာယနာစိတ်ကကိုယ်တိုင်မြင်လိုက်တာကအနိစ္စနဲ့ဝိပဿနာဒီလိုတွဲလာသဘောပါကြဘာနဲ့ပါပဲလို့တွဲရဓမ္မအနိစ္စဝိပဿနာဖြစ်တော်ဘောအနိစ္စဝိပဿနာဖြစ်တော်ဘောဓမ္မတို့တိုင်းဒေါသစိတ်ကလေးပေါ်လာတဲ့စိတ်ချင်းရှူးနေအောင်စိတ်ဆိုးနေကြစိတ်ဆိုးနေတဲ့စိတ်ကလေးကလည်းခေါ်တဲ့အိပတိကိုလာပါရှုပါလို့သူကခေါ်ရတယ်ကိုယ်စိတ်ဆိုတာလေကိုယ်ကဲခတ်ပြီးဒီကလာနောက်ကနေသံဃိတိကောနဲ့လိုက်တဲ့အခါကျလို့ရှိရင်စိတ်ဆိုးတဲ့စိတ်ကလေးရဲ့ရှိသေးရဲ့အဘယ်ကြောင့်မရှိကြုံဆိုလို့ရှိရင်ဖြင့်အဉ္ညာဝိကရိစိတ်တံအဉ္ညာစိတ်တံနိဥသတိအဉ္ညာတစ်ပါးတော့ရှေ့ခေါ်တဲ့စိတ်ကနိဥသတိချုပ်အဉ္ညာတစ်ပါးတော့ရှိတဲ့စိတ်ကဥပ္ပဒတိဖြစ်၏နှစ်စိတ်ကပြိုင်မှုဖြစ်ကောင်း
နှစ်စိတ်ကပြန်ဖြစ်ကောင်းလားအဲ့ဒီမဖြစ်ကောင်းတာထောက်ကြည့်လိုက်တဲ့ခါကျတော့ဩအခေါ်မနာကိုအလိုက်သမားမှန်ဖို့အရေးကြီးပါလားဘူးလားဘူးဘာအရေးကြီးပါလဲတရားဓမ္မတွေအခေါ်သမားတော့ကိုအလိုက်သမားမှန်ဖို့သိအရေးမကြီးဘူးလားအဲ့ဒီကတော့လိုက်ကြတော့မယ်ဆိုလို့ရှိရင်ဖြင့်စိတ်တွေ့ကြလားနှိစ္စတွေ့ကြလားဟောဒါပြန်နှိစ္စတွေ့လို့ရှိရင်ဖြင့်တရားဓမ္မတွေမပူနဲ့တော့ပြင်ဆက်ခန္ဓာနှိစ္စဆိုတဲ့ကိန်းငါကမတွေ့ခဲ့ဘူးယခုကမှအိဋ္ဌပတိကောခေါ်ရဖို့တန်ဋိတိကောနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်လိုက်ရတဲ့ခါကြတော့မှဩခေါ်တာကအနိစ္စခေါ်တာကိုမြင်တာကလည်းလိုက်လို့မြင်တော့လေပုဂ္ဂိုလ်သတ္တဝါယောက်ျားမင်းကမြင်သေးသလားအနိစ္စမရှိတာပဲမြင်ခဲ့သလားဒါဖြင့်အိဋ္ဌပတိကောကိုတန်ဋိတိကောနဲ့လိုက်ပါဘယ်လိုပါလဲအိဋ္ဌပတိကောကိုတန်ဋိတိကောနဲ့လိုက်ပါဥပဒနာနိဗ္ဗာန်ဘာနိဗ္ဗာန်အိဋ္ဌပတိကောကိုဘယ်တရားမဆိုခေါ်ပါပဲမယုံသဘောလေးကြိုက်ကြည့်သဘောလေးကြိုက်ကြည့်ကြောသဘောလေးကြိုက်ကြည့်တဲ့ခါကြတော့ရှင်းတယ်သဘောကြိုက်တဲ့နေရာကရားတဲ့နေရာကဒုက္ခတောက်ကာဝဉ္စိတ်ပေါ်တဲ့နေရာကခေါ်လို့ခေါ်တဲ့ခါကျတော့ခင်ဗျားတို့မီးလေးနဲ့သွားလက်ကလေးနဲ့သွားနေဒီလိုတော့သွားတတ်သားညံလေးနဲ့ကမသွားတတ်ညံလေးနဲ့သွားလိုက်မယ်ဆိုလို့ရှိရင်တရားဓမ္မတို့ရာရာကနိစ္စသွားတာကမက္ခရာရာကသွားတာကမက္ခဖြစ်ပြီးကြတယ်လောကီမက္ခဖြစ်ပြီးကြတာနေတော့ဩတို့မှာအနိစ္စခေါ်ရကိုတန်ဋိတိကောဆိုတဲ့မက္ခနဲ့လဲလိုက်တာငါတို့မှာကိလေသာဆက်ပြတ်ပါကြလားအကယ်လက်နဲ့လိုက်လိုက်မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ရတာဒီကားလို့စိတ်ကိုပြတ်သွားတာပဲလက်နဲ့လိုက်လိုက်တဲ့ခါဒေါသတွေလိုက်တာဒေါသလိုက်ရတော့သောကဖြစ်ဟောကိုကအိယာကောင်းနေရကောင်းမဝင်နိုင်တဲ့အတွက်ခရင်ကောင်းကြီးတွေမဝင်နိုင်ကြီးကရင်တန်ခရင်စိုက်ကြီးတို့မဝင်နိုင်လို့ဒီကြိုးတွေနဲ့ဒီလိုနေရတယ်ဆိုတော့သောကတို့ကျုပ်ဖြင့်သေးတာသေးကျင်တာပဲပြိတိဝမအိယာဘူးနေလေလည်းလုံးတိုင်လုံးနေရတယ်ညလည်းမအိယာဘူးဆိုသေးတာသေးကျင်တာပဲဆိုတော့သောကတို့ပြိတိဝတို့မလိုက်ဘူးစိတ်မဆန်းကြရင်ကိုယ်မချမ်းသာခြင်းတွေကိုဒါညာနာမလိုက်ပဲနဲ့လက်နဲ့လိုက်လိုက်တဲ့အတွက်သောကပရိဒီဝဒုက္ခဒေါမနတာတွေလိုက်ရမလိုက်ဘူးလားဒီလိုရတော့သံဃာဆက်သွားဒါကြောင့်ယနေ့တရားမှာထူးထူးခြားခြားပဲဓမ္မတွေအိဗာတိကောနောက်ကတန်တေဒီကောဆိုတဲ့ညာနဲ့လိုက်ပါအိဗာတိကောနောက်ကညာနဲ့လိုက်တဲ့အခါကျတော့ရှင်းတယ်ခေါင်းကသောကပရိဒီဝဒုက္ခဒေါမနတာတွေမချုပ်လားပရိစ္ဆေသမုပ္ပါကြီးပြတ်သွားတော့ပရိစ္ဆေသမုပ္ပါပြတ်သွားတော့နောက်တန်တရားဆိုတဲ့သောကပရိဒီဝဒုက္ခဒေါမနကအဝိဇ္ဇာသင်္ခါရတွေလာသေးရဲ့အဲ့ဒါတွေမလာတာထောက်ကြောဩတန်တရားပြတ်ဆိုတာအိဗာတိကောကိုတန်လေးကြီးကောနဲ့လိုက်လိုက်တော့လေအပြတ်ကားပါလားဆိုတာပေါ်လာမပေါ်လာဘူးလားဒါတွေကသေးသေးသိမ့်သိမ့်သိပဲလို့ဘုရားဟောထားတာကိုသမင်းညလို့တရားအောင်တို့ကမယူလိုက်ပါနဲ့ဥပဒနာအလုံးစင်ပြနေတယ်ဘာပြနေဝိပဿနာအလုံးစင်ပြနေတာဆိုတာသိရသားနဲ့တရားဓမ္မတွေရာတိုင်းနာတိုင်းအိပတိကောလိုက်တိုင်းလက်ဒီရာတိုင်းရာဝညာနဲ့လိုက်တိုင်းဗန္ဓိတိကောတပည့်ကြရာတိုင်းဒီကဘာပါလဲအေးလာခဲ့ပါဘတ်ကကျုပ်ရှုပါမခေါ်ပါဘူးလားအဲ့ဒီခေါ်တာဓမ္မတွေကဘယ်ပါဠိနဲ့လိုက်မယ်ခဏရရပြီးတော့ပါဠိကိုဘုန်းကြီးကတဲ့ပေးတာပဲရှိပါတယ်ဘုန်းကြီးကတရားဟောနေတာသုံးလို့အောင်းနေမနေပါနဲ့တို့ရပြီးပါဠိတဲ့ပေးနေဘာပါလိမ့်ရာရိကပါဠိကိုသုံးချရမှာဆိုတော့သုံးချပေးနေတာဆိုတာရင်းနေတယ်အခုတော့ခင်ဗျားတို့ကအိမ်အန္တရာယ်ကင်းကြတော့အိမ်မှာဖျားနာထူးမှဟုတ်လားအိမ်မှာတည်းတဲ့ကလေးများလာတဲ့ခင်မှသခိုးသူကလေးများကတ်တယ်ခင်မှဟာတရားကောင်တော်တွေရွတ်ပါလားဘာလို့နေတော့ဆိုပြီးဒီကရဝိပဿနာရှုရမယ်လို့ကိုရွတ်ဖတ်ပြီးသုံးချနေတော့ရွတ်ဖတ်တော့ပဲခီးခံကြရ
ရုပ်ဘကတော့ပဲအကျိုးခံစားရတကယ်အနှစ်သာရကြီးခံစားရမဉ္ဇဉ်ရအောင်ခံစားရဩဒါဖြင့်ဒကာဓမ္မတွေခေကောင်းရှိပါရဲ့သားနဲ့အသုံးမကောင်းတာနဲ့အပြည့်ကြီးပြရလေခြင်းသဘောကျခေကောင်းရှိရနဲ့အသုံးမချရတာနဲ့နာလိုက်တာတကားကျွေးသူ့အောင်မနဲ့နာလိုက်တာအိမ်မှာတိုက်ခိုက်ဖြစ်နေတယ်အော်ရီမိုက်ခြင်းတွေရှိတဲ့နဲ့မကောင်းမိတယ်လို့ဖြစ်သဘောကျအဲဒီပြင်ပမာသေးတွေဒီပြင်ဥစ္စာတွေကဒကာလေးလျှောက်ရှာပြီးဒီကရနေကြတယ်ဆရာဝန်ကအကုနေတယ်ဆိုစေလေးပါလေးကအကုနေတယ်ကို့မှာအင်မတန်ပြောက်တဲ့အခုခက်ပေါ်ဆေးရှိတဲ့နဲ့မကောင်းနေတော့ဘူးဒကာဓမ္မတို့ယောဂသက်ရှိတယ်ဘယ်နဲ့ဆိုကြဘာလဲလို့ယောဂသက်ရှိပါခြေကောင်းရှိရင်မကောင်းပြီလို့ရှင်းမလားခြေကောင်းရှိရင်မကောင်းပြီလို့ဆိုတော့ဒီမလားဒကာဓမ္မတွေခန္ဓာကိုယ်ကြီးကအေးပฏิကောမရှိဘူးလားဘယ်နဲ့ကြောင့်တန်လေးကြီးကောင်းနဲ့မလိုက်ပါလိမ့်မလို့ဆိုလို့ရှိရင်ခြေကောင်းရှိရင်မကောင်းပြီလို့ဗျာဒါဖြင့်တန်လေးယောဂရှိရောဘယ်နဲ့ဆိုကြသံဃာယောဂရှိတော့တခါခြေလိုက်တယ်ဆိုရင်ပြန်တက်ဖို့လမ်းမြင်လေရဲ့ဩတရားဓမ္မတွေဒါကြောင့်သူများတို့ကလမ်းမဆုံးမဲနဲ့အိဗာတိကောခေါ်ရကိုတန်ဋိတိကောဆိုတဲ့ကိုယ်ပိုင်ဉာဏ်နဲ့လိုက်လိုက်လို့ရှိရင်ဖြင့်ဝိပဿနာမဲ့ရပြင်လောကုတ္တရာမဲ့ဆိုတာဝိပဿနာမဲ့ရင့်ကျက်ရင်လောကုတ္တရာမဲ့ဖြစ်မြဲကြမလားဆိုတာသိချာမှတ်မိတယ်သဘောပါကြရှင်းပြီနော်ဟောပြီဒါဖြင့်နေရာကြပါပြီဒါဖြင့်ဘုတရားတွေဒကာဓမ္မတို့နိုင်ဝဲကျော်သွားပြီအလုံးလုံးတတ်ဗလားလို့မေးဘုရုခေါ်ရပြောဝါနဲ့လည်းနဲ့မပဒီကလုံးနဲ့ရင်သေပြောတဲ့တရားနေပြောတဲ့တရားသံဃာစကားပတ်တဲ့တရားဝိညာဝိသသိတဲ့တရားပေတကားပိတ်တဲ့တရားဖြစ်နေတော့ကြောင့်ဒီနှလုံးကိုမမေ့ပါနဲ့ဆိုတာကြီးကြီးကျယ်ကျယ်သတိပေးလိုက်ပါတယ်။ဘာခေါ်ရပါနဲ့လိုက်ကြမယ်။အေးနေရကြလိုက်တဲ့ဖြစ်ချင်းမှမပြောဟာနဲ့တော့အေးလာပဲပတ္တရှုပါဆိုတာတကယ်ကျခေါ်တာဗျ။သံဒိဋ္ဌိကောသမ္မာပတ္တိတဘောသံဒိဋ္ဌိကောကိုယ်တိုင်သမ္မာကိုယ်တိုင်ပတ္တိတဘောလိုက်စမ်းမှရှုစမ်းပါသဘောကျကိုယ်တိုင်လိုက်ရှုလိုက်တဲ့အခါကျတော့ခொနကပြောခဲ့တဲ့ဒိုင်းဝေဒနာခေါ်လို့ရှိရင်လည်းလိုက်လိုက်တဲ့အခါအနိစ္စသွားတယ်ဟောပေါ်တော့ဝေဒနာလိုက်လိုက်တော့အနိစ္စသွားတယ်တော့ဩဝေဒနာအနိစ္စပါလားဆိုတော့သူများဘက်ကပြောလာတခါကျွေးဓမ္မကပြောတာလားတရားတော်ဘယ်လိုပဲနေလို့တရားဓမ္မဘယ်လိုခေါ်တာပါလိမ့်ဓမ္မကခေါ်ပြီးဓမ္မကပြောခင်ဗျားတို့သူများစီမလိုက်နဲ့ကျုပ်စီလိုက်ကျုပ်ဟာအိဋ္ဌပါပဲလို့မပြောဘူးအဲဒီဓမ္မတွေကသံဃာကြီးကောင်းနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်လိုက်လိုက်တဲ့ခါကျတော့ရှင်းဖြင့်ဥပဒနာမဲ့ကလေးနဲ့လိုက်လိုက်ပြီးဓမ္မဥပဒနာသမာဓိရှိနဲ့လိုက်လိုက်ပြီးဓမ္မဖြင့်ဝေဒနာအိဋ္ဌစိတ်တံအိဋ္ဌတွေ့ဘူးလားဩတည်နေရကြပါလားဆိုတာပေါ်လာအဲ့ဒါဥပဒနာမှာဘယ်မှဆရာရှားမနေနဲ့တော့ဒကာဓမ္မတွေဥပဒနာဆိုတာဆရာရှားပြီးတကလားမနေနဲ့တော့ဒီနှလုံးနဲ့ပိုက်ပြီဘုရုခေါ်ရဘောဝါကလိုက်မယ်အိဗာတိကောကခေါ်ရတန်ဋိဋ္ဌိကလိုက်မယ်ပြီးသွားတာပဲအိဗာတိကောခေါ်ရကိုပေါ်ကြဩတဲ့ဘုဒ္ဓမာလားတကယ်ကျွန်းအမတန်ဘုဒ္ဓံလေဆိုတော့ဩဥပဒနာရှိရမှာဘယ်လိုမျိုးနည်းရပါမတုံးဆိုတာလေးတောင်ပြောက်ထွက်သွားဝိပဿနာနည်းရမှာဘုရုရှင်ဉာဏ်နည်းလို့ဘယ်လိုများကောင်းမှမတုံးလို့ဆိုတော့ဘုဇေယဘုန်းကြီးရဘုရားပါဠိတော်ဓမ္မဂုဏ်တော်တွေကဓမ္မအကျက်တို့ကိုကျေးဇူးများတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ဓမ္မဂုဏ်တော်တက်တက်ကိုထုတ်ပြဓမ္မဂုဏ်တော်တက်တက်ထုတ်ပြလိုက်တော့အိဗာတိကောခေါ်ရကိုတန်ဋိတိကောကလိုက်ပါသဘောကျအိဗာတိကောခေါ်ရကိုလိုက်လိုက်တော့ဘာတွေ့အိဋ္ဌကနေသာတွေ့တာကမက္ခပြတာကအိဋ္ဌတွေ့တယ်လိုက်လို့တွေ့တာကပြတာကအိဋ္ဌလိုက်လို့တွေ့တာကမက္ခဆိုသဖြင့်ဩမဲ့ဆိုတော့ကိလေသာမာရင်တော်ကိစ္စရီမက္ခောကိလေသာတို့ကိုမာရင်တော်သတ်လျက်
နိဗ္ဗာန်တို့ကိစ္စကြီးသွားလိုက်ဣတရမတို့ကြောင့်မေကောမက်မြည်ဤလို့အများပဲပြောနေကြတယ်ဘုရားလည်းဟောအဲ့တော့ဒီမှာကိလေသာလိုက်တဲ့ဆိုလို့ချင်းဥပဒနာမဲ့လာသည်ဖြစ်စေကမူကိလေသာတရင်ကတွေချုပ်ထွက်တယ်ကိလေသာချုပ်မချုပ်စဉ်းစားတယ်ကိလေသာတွေချုပ်သွားကိလေသာချုပ်သွားတော့ကိလေသာဆိုတာဓမ္မတို့ယံလူပါလားကိလေသာဆိုတာဘာပါလဲဩဒီယံလူချုပ်သွားတယ်ဗန္ဓိတိကောနဲ့လိုက်ပါရောဥပါဝင်ကိလေသာယံလူကနဲ့ချုပ်ဒါဖြင့်အကာလီကောခမလင်ကျိုးကိုပေး၏ခယံလူပေးယံလူပေးဓမ္မတို့ကိလေသာယံလူတွေပဲနေဒါအဲ့ဒါကလည်းဆိုကြပါအကာလီကောယံလူပေးခြင်းလူတော်ကျိုးကိုပေးစေတတ်သည်ဟောတိဖြစ်၏ပရိစ္ဆေသမုပ္ပါဆိုတဲ့ဆက်မယံလူကြီးကိလေသာသမုဒယယံလူကြီး1500ကိလေသာယံလူကြီးတွေဟာဓမ္မတို့တန်လေးကြီးကောဆိုတဲ့တရားကကိုယ်တိုင်လည်းမြင်လိုက်ပါရောအိဗတိကောဆိုတဲ့အတိုင်းဒီအကာလီကောဆိုတဲ့အတိုင်းတခါတော့ပရိစ္ဆေသမုပ္ပါတရင်ကပြအဟုတ်ဥပဒနာလောကုတ္တရာမဲ့လာရင်သမုတ်စေရဆိုတဲ့စာအပြလာရတော့မယ်မလာပါနဲ့ဆိုလို့ရသေးရဲ့ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေမှာဓမ္မကုံတော်မင်းတို့ဒါလေးတော့မင်းတို့ဆောင်းပါလိမ့်မယ်ဆိုတော့ခမည်းတော်ဆောင်းအောင်မလုပ်တာနဲ့မဆောင်းဘူးဓမ္မကုံတော်ဘုရားဆောင်းရမှာလေဒိဋ္ဌိပုဂ္ဂိုလ်ဆောင်းရမှာဓမ္မကုံတော်လေးဘုရားကိုဆောင်းရမှာလေအာထုတဲ့ပုဂ္ဂိုလ်နှလုံးသွင်းတဲ့ပုဂ္ဂိုလ်ဆောင်းရမယ်ခင်ဗျားတို့ကဒီတိုင်းမှမလုပ်တော့သူကဆောင်းနိုင်ရရှိသေးရဲ့ငါကပေးကြမှာလေကွာသူတို့ကငါအနာမကပ်ဘူးငါရှောင်ပဲလုပ်နေတယ်ဆိုတော့သူလည်းမဆောင်းနိုင်ဘူးဆောင်းနိုင်လေအဲ့ဒါကြောင့်ဓမ္မတို့ကိုဓမ္မကိုဓမ္မမှာကိုဆောင်းပါဆိုတာလေအသေးချာသေးရဲ့ကန်းနဲ့ဓမ္မတွေဓမ္မရှောင်ပြီးအဓမ္မဆောင်းနေတဲ့အတွက်ကိုကျွန်းနေကြရကဲလည်းကြောက်เสียကောင်းပါဒါဖြင့်ဓမ္မတို့ဒီကံလေးဒီကောအိဗတိကောဟူသောဓမ္မကခေါ်ရာကိုကံလေးဒီကောနဲ့လိုက်မယ်ဆိုလို့ရှိရင်အဂါလီကောဆိုတဲ့ပရိစ္ဆေသမုပ္ပါကြီးဘာဖြစ်သွားပြတ်သွားတယ်ဆိုတော့ဘုန်းကြီးတို့ဓမ္မတွေချမ်းသာစေဧကံရမှာပါလားဆိုတာဒီဓမ္မဘုရားကဧကယနောယံဘိက္ခွေမေကောဘိက္ခွေယံနောမေကောမင်းတို့လိုက်တဲ့သံဃိကမဲ့သည်ဧကယနောကြောင့်ဒီနဲ့နိဗ္ဗာန်ကိုပို့နိုင်၏ဆိုတော့သူကဒီဘက်ကနိဗ္ဗာန်ပို့မယ်ဆိုတာကိလေသာကလို့ပို့နိုင်တာကိလေသာမကရင်မပို့နိုင်ဘူးဆိုတာသိကြလားဟောဒါတွေစဉ်းစားလိုက်တော့မှအိပတိကောရဲ့သံဃိတိကောရဲ့အကာလီကောရဲ့ဟာကငါတို့အလုံးလုံးလိုက်လို့ရှင်ဒီနှစ်ခုလုံးလိုက်လို့ရှင်တစ်ခုလုံးပြီးတာပါလားအိပတိကောခေါ်ရဖို့တန်ဋိတိကောသာလိုက်မယ်ဆိုလို့ရှိရင်လေအိပတိကောဟာအလိုလိုပြီးပါတယ်သဘောကျအိပတိကောကဘာလဲအလိုလိုပြီးသွားပရိစ္ဆေသမုပ္ပါဆက်ခွင့်ရသေးမရတော့သံဃာမပြတ်လားသံဃာဆိုတာဇာတိဇရာမရဏတွေဆက်ရဆက်ရသံဃာကိုဒုက္ခဆက်ရဆက်ရဘာခေါ်ကြဟာဒီသံဃာကြီးပြတ်သွားတဲ့လက်တဲ့ကြီးတဲ့လက်ကြီးဟာတခါကျော်ရှိသေးဥအောင်ရှိသေးရဲ့အဲ့ဒါတွေသိချာကြည့်တော့မှဘုန်းကြီးဓမ္မတွေတရားလုံးလုံးနဲ့ဟောနေတာမှာနှလုံးကဗရဏာထားပြီးမှတ်လိုက်ပါတော့နော်အိပတိကောခေါ်ရဖို့ဘာနဲ့လိုက်မယ်ဝိပဿနာဆိုတာအခေါ်သမားလိုက်သမားနှစ်ခုထားရအခေါ်သမားကဘယ်ပါလဲအလိုက်သမားကဘယ်ပါလဲတန်ဋိတိကောအိပတိကောကခေါ်သမားတန်ဋိတိကောကလိုက်ကလိုက်ရင်အဂါလိကောဆိုတဲ့ဥစ္စာဥပအောင်ပြီးသွားမပြီးဘူးလားအဲ့ဒီမှာတရားဓမ္မတွေကတဲ့ညာနဲ့လိုက်ဖို့ရေးကိုဆရာဘုန်းကြီးကပြောနေပါလေသဘောပါကြဒါဖြင့်တရားဓမ္မတို့အလုတ်စဉ်ဖြင့်နားလည်ဖို့ဗျာစိတ်ကခေါ်ရင်စိတ်စီလိုက်မယ်ဝေဒနာကြိတ်တဲ့ပုဂ္ဂိုလ်ဝေဒနာကခေါ်ရင်ဒုက္ခကလည်းခေါ်ရင်ခေါ်မယ်ခြာဒုက္ခရဲ့ဥကျုကြောလေးမှာရတာရှိတယ်ဆိုတော့ကြောလေးကခေါ်တာခင်ဗျားတို့ကတဏှာနဲ့လိုက်နေလို့ခက်ကြောလေးလေးတိုက်တယ်ခုလိုအိုက်တဲ့ခါလေးမှာလေးတိုက်လို့အေးတဲ့ခါကျုပ်ကြောလေး
ကျုပ်အေးသွားတဲ့သဘောကျတယ်ဆိုတော့ဝေဒနာပြည့်စရာတဏှာလိုက်တော့လိုက်တာပဲတဲ့ခင်ဗျားတို့ကမဉ္ဇဏ်နဲ့မလိုက်ဖ ೇನೆ တဏှာနဲ့လိုက်နေလို့ခဲပေါ်ကြဘာနဲ့လိုက်နေဒီကရှိဘာနဲ့လိုက်ကြညာနဲ့လိုက်သေးလိုက်စမ်းပါတရားဓမ္မတို့ညာနဲ့လိုက်သေးလိုက်လို့ရှိရင်ကိစ္စပြီးသွားတဏှာနဲ့လိုက်တော့တဏှာပြည့်စရာဥပါဒံဥပါဒနာပြည့်စရာကာမဘောကာမဘောပြည့်စရာဇာတိဇာတိပြည့်စရာဇာမရဏနဲ့သွားပြီရောဆုံးသေးရဒါတွေဆိုရင်ကြောက်ရတယ်လို့ဘုရားခင်ကိုရမေကြီးကအကုသိုလ်ဆိုတာကိုပါကြပါတရားကွာလက်ရမယ်တရားမဟုတ်ဘူးကွာမင်းတို့နောက်ကိုမင်းတို့ဆောင်ရမယ်တရားမဟုတ်ဘူးပါကြပါတရားလို့သေချာဟောရှင်ပယ်ရမယ်တရားမင်းတို့ကဆောင်ရမယ်တရားဖြင့်ပေါ်ရလားပယ်ရမယ်တရားကိုဘယ်လိုပယ်ရမှာလဲမေးတော့ခေါ်ရာကိုတန်ဋိဋ္ဌိကောဆိုတဲ့ဉာဏ်နဲ့လိုက်ပါဉာဏ်နဲ့လိုက်ရင်ပယ်ပြီးသားဖြစ်တယ်ဒါဖြင့်တရားဓမ္မတို့ခန္ဓာကိုယ်တစ်ခုလုံးကဖြင့်အခေါ်သမားဉာဏ်တစ်ခုလုံးကခန္ဓာကိုယ်တစ်ခုလုံးကဘာကြောင့်ခေါ်ပါလိမ့်မလို့လို့မေးတဲ့အခါကျတော့တရားဓမ္မတွေစဉ်းစားကြည့်ကြပါလူတယောက်ဟာအနာရိသာရင်းနဲ့ကောင်းကဲ့လင်နာရင်နာရင်းနဲ့ဖြစ်နေတဲ့အခါကျလာကြပါဦးဆိုတာမခေါ်ဘူးလားသူအနာရိရောက်နေတဲ့အခါလေကြကြပါအောင်ယူကြပါအောင်အစရှိနေမခေါ်လားဘယ်နဲ့ကြောင့်ခေါ်ပါလိမ့်မလို့ဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးမင်းဘယ်နေရတာပါဆိုအိုးတစ်ခုလုံးကိုဘာဖြစ်တယ်မသိဘူးမပြောလေအဲ့ဒါဆိုတရားပြောတာမှမဟုတ်ပဲတရားဓမ္မတို့ကျုပ်ခန္ဓာဒုက္ခသစ္စာပါဆိုပြီးဒုက္ခသစ္စာကခေါ်နေခန္ဓာကြီးကဘာသစ္စာဒုက္ခသစ္စာကခေါ်နေတယ်ဆိုတာကျင့်တတ်ပါဒါဖြင့်ဖြစ်ပြဘာသစ္စာလဲဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့လိုက်ပါဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့လိုက်လိုက်တဲ့အခါကျတော့တို့သံဃာစခန်းကဘောဟာသံဃာစခန်းကဘောဟာလို့လက်ခမောင်းခန့်နေပါတယ်ဘုရားဘုရားလိုက်ကြနော်အိမ်ကြလို့ရှိရင်ပြန်မမေ့ကြပါနဲ့ဘယ်သူကခေါ်လိုက်မလို့ရှင်းကြွားအိဗာတိကခေါ်တဲ့အခါတဏှာနဲ့မလိုက်နဲ့ဒေါသနဲ့မလိုက်နဲ့ဘာနဲ့လိုက်ကြမလဲသဏိဋ္ဌိကောဆိုပြီးဒီကလာသမ္မာပတ္တိတာကောဆိုပြီးဒီကလာညာနဲ့လာလိုက်ပြီကြသဘောကျအဲ့ဒီကတော့ညာနဲ့လိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့အနိစ္စနဲ့မက်ကဖြစ်ပါလိမ့်မယ်အဲ့ဒီမဲ့ရင်လာလို့ရှိရင်ဖြင့်ဝိပဿနာမဲ့ရင်လာလို့ရှိရင်လောကုတ္တရာမဲ့ဖြစ်တော့ရင်းပြန်လို့ရင်းရမှာလားလို့ဆိုတော့လိုက်ပါများလို့ရင်းတာဘယ်လိုပါလဲလိုက်ပါများလို့ရင်းတာဆိုတာသိကြလားရင်းလာတဲ့ခါကျတော့ဘာဝေကတ္တဗကိစ္စပြီးတဲ့ခါကျလို့ရှိရင်ဖြင့်မဲ့ဒီသမုတ်စေတာကိစ္စသူလို့တော့ဘာဝေကတ္တဗဆိုတဲ့ပွားများတဲ့ကိစ္စပြီးမှသမုတ်စေတာကိစ္စဆိုတာဒကာဓမ္မတွေမက်ကကိလေသာသိနေတောက်ဆက်ဖြတ်နေပါလေအဲ့တော့ဘာဝေကတ္တဗကိစ္စနဲ့ရှိကဖြင်တယ်မှမလိုက်ခိုင်းနဲ့တပည့်တော်ပဲတော့ကိလေသာသိပြီးဒီကရာဘယ်လိုဝါဒကပိတ်တဲ့နိဗ္ဗာန်ကြီးအမြင်ပေါက်မှာတော့ငဲတဲ့အခါဆိုသေးတယ်ဘာဝိတ္တဗကိစ္စနဲ့မြန်မြန်လိုက်ဟွာပြီးတော့မှမက်ဆက်ပေါ်လာပြီးသမုတ်စေတာကိစ္စကိလေသာလုံးပါလိမ့်မယ်ဆိုတာဘုန်းကြီးများဟောရသဘောပါကြတော်တော်ရေးကြည့်တဲ့တရားကိုဒီနေ့တော်တော်ပဲရှင်းအောင်လင်းအောင်ပြောနေတယ်ဆိုတာဘုရားကရင်းမိလားဘာမှမပါသေးဘူးတရားဓမ္မတို့ဘုဒ္ဓဒေသကလည်းမထည့်သေးဘူးမဲ့လိုက်ပုံလေးပြောနေမဲ့နဲ့လိုက်ပုံလေးပြောနေတယ်ဆိုတာသိကြပါလား